မိုးရာသီမှာအဖျားကြည့်ရဲဆိုလို့ရှိရင်တာမန်ရိုးရိုးတကွေးမဟုတ်ဘဲနဲ့သွေးရုံတကွေးဖြစ်နေနိုင်တာကိုသတိပြုသင့်ပါတယ်။အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာတော့သွေးရုံတကွေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ်။ဒေါက်တာရှန်နီယာပါအထွေထွေယောဂကုဆရာဝန်တယောက်ပါ။အဲ့တော့သွေးရုံတကွေးဟာဆိုလို့ရှိရင် AIDS ချင်ကြားကိုက်ဆက်ရာကနေမှတဆင်ကူးဆက်တဲ့ယောဂပဲဖြစ်ပါတယ်။အဲ့တော့သွေးရုံတကွေးကဘယ်လိုယောဂလက္ခဏာတွေနဲ့လာတက်လဲဆိုရင်တော့အဖျားကြီးမယ်၊ခေါင်းပြင်းပြင်းထန်ထန်ခိုက်မယ်၊ကြွက်သားတွေနာကျင်ကိုက်ခဲမယ်၊ပြုတ်မယ်၊မယ်ဆိုတဲ့လက္ခဏာနဲ့လာတက်ပါတယ်။အဲ့တော့သွေးရုံတကွေးမှာဆိုလို့ရှိရင်တော့အဓိကဒီအဖျားကြီးရနဲ့တွဲပြီးတော့မှကိုယ်လက်တွေမှာအနီဆက်လေးတွေထွက်မယ်။အဲ့တော့ခဏကိုမှအနီဆက်တွေထွက်ပြီးတော့အဖျားကြီးတယ်ဆိုလို့ရှိရင်ဒါသွေးရုံတကွေးဖြစ်နိုင်ကြီးများတဲ့အတွက်ကြောင့်မို့လို့အနီဆက်ရာဆေးရုံဆေးကန်းကိုပြတင်တဲ့အနေအထားပဲဖြစ်ပါတယ်။အဲ့တော့သွေးရုံတကွေးမှာဆိုရင်ဆရာဝန်အများစုကြောက်ကြတာကကြဒီ dengue shock ကိုကြောက်ကြတာပေါ့နော်။အဲ့တော့ dengue shock ဆိုတာကကြဒီသွေးရုံတကွေးဖျားပြီး3ရက်ကနေပြီးတော့9ရက်အတွင်းမှာအဓိကဖြစ်တတ်တာပဲဖြစ်ပါတယ်။အဲ့တော့3ရက်ကနေ9ရက်အတွင်းမှာဆိုလို့ရှိရင်တော့ dengue shock ရဲ့လက္ခဏာလေးပေါ်တတ်တယ်။အဲ့တော့ dengue shock ရဲ့လက္ခဏာထဲမှာဘာတွေပါလာလဲဆိုလို့ရှိရင်တော့ဒီသွေးထွက်တံဖြစ်နိုင်တဲ့ bleeding manifestation တွေပဲဖြစ်ပါတယ်။ dengue shock ဟာဆိုလို့ရှိရင်တော့ဒီ platelets count လို့ခေါ်တဲ့ခန္ဓာကိုယ်ထဲမှာသွေးမွှားတွေနည်းသွားတဲ့အတွက်ကြောင့်မို့လို့နှာခေါင်းသွေးချန်နိုင်တယ်၊သဖုံးသွေးယိုနိုင်တယ်၊ဝမ်းမမဲတွေသွားနိုင်တယ်၊ကော်ဖီရောင်တွေအန်နိုင်တယ်ပေါ့နော်။နောက်ပြီးတဲ့အခါမှာဆိုရင်တော့ဒီညာဘက်ဝမ်းပိုက်ပိုင်းကပြင်းပြင်းထန်ထန်နာတာမျိုးတွေဖြစ်စေနိုင်တယ်။နောက်စီးနေသွားနိုင်တယ်ပေါ့နော်။အဲ့လိုလက္ခဏာတွေပေါ်လာတယ်ဆိုလို့ရှိရင်ဒါက danger sign ဖြစ်တဲ့အရေးကြီးတဲ့လက္ခဏာတွေဖြစ်တဲ့အတွက်ကြောင့်မလို့နိဆက်ရာဆေးကန်းကိုအမြန်ဆုံးသွားတင်တဲ့လက္ခဏာပဲဖြစ်ပါတယ်။မဖြစ်အောင်ဘယ်လိုကာကွယ်လို့ရလဲဆိုလို့ရှိရင်နော်ရှင်းမပေါက်ဖွာအောင်ရေစီရေအိုးတွေကိုတေချာဖုံးအုပ်ထားမယ်ရေအိုင်နေတဲ့နေရာတွေကိုမြေပို့ထားလို့ရပါတယ်နောက်ပြီးတဲ့အခါမှာတော့ရှင်မကိုက်အောင်ပေါ့နော်နေကင်းဘက်ပဲအိမ်ညဘက်ပဲရှင်အောင်နဲ့အိမ်မဲအင်ဂျီလက်ရှိပါမိအရှိဝေရှင်အဖြစ်ရှင်ကိုက်တာကိုကာကွယ်လို့ရပါတယ်